္ဂလာပါလာမယ့်နိုဝင်ဘာ1ရက်နေ့မှာကျွန်တော်တက်တူအခြေခံတင်တန်းလေးစမှာဖြစ်ပါတယ်ဆိုတော့ဒီတင်တန်းလေးကိုဘယ်သူတွေတက်ရောက်တင်လဲဆိုရင်ကိုဝါသနာပါတဲ့ဒီတက်တူပညာရတစ်ခုကိုလေ့လာချင်တဲ့ညီကိုတွေညီမငယ်တွေတက်ရောက်တင်ပါတယ်ဒီတက်တူပညာရနဲ့အသက်မွေးဝမ်းကြောင်းပြုချင်တဲ့ညီကိုတွေတက်ရောက်တင်ပါတယ်ဆိုတော့ဒီပညာရမှာကျွန်တော်တက်တူအခြေခံတင်တန်းဆိုပေမဲ့ကျွန်တော်တက်ကျွမ်းတည်အထိကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တင်ကြားပြသပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီတင်တန်းကိုတက်ရောက်ချင်တဲ့ညီကိုတွေစိတ်ဝင်စားတဲ့ညီကိုတွေကျွန်တော်နဲ့လာ join ချင်တဲ့ညီကိုတွေကျွန်တော်ရဲ့တင်တန်းကိုလာ join ချင်တဲ့ညီကိုတွေကျွန်တော်ဆက်သွယ်လာခဲ့ပါကျွန်တော်ဆက်သွယ်ရမယ် Viber number ကိုကျွန်တော်ချထားပေးပါမယ်ကျွန်တော်ကို Messenger နဲ့လည်းဆက်သွယ်လို့ရတယ်လို့ TikTok နဲ့လည်းဆက်သွယ်လာလို့ရပါတယ်ကျွန်တော်ဒီတင်တန်းမှာကျွန်တော်လူဦးရေကတ်တနဲ့ခေါ်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုအမြန်ဆုံးလာပြီးတော့မှစီရင်ပေးတွေ့ကြပါလူပြည့်သွားမှာဆိုလို့ပေါ့နော်ဆိုတော့ကျွန်တော်လူဦးရေကတ်တနဲ့ခေါ်တာဖြစ်တဲ့အတွက်ကျွန်တော်အမြန်ဆုံးဆက်သွယ်လာပြီးတော့မှစီရင်ပေးတွေ့ကြပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကိုငယ်ပါ